အားလုံးပဲမင်္ဂလာပါကျမစောငိမ့်အေပါဒီဘရဲ့လုပ်ငန်းရှင်တော်တော်များများအယောင်စည်ရင်းတွေတက်နေပေမဲ့လက်ထက်မှာငွေမကျန်တာမျိုးကြုံမှုကြပါသလားအယောင်ရဆုံးဖြစ်နေတိုင်းလုပ်ငန်းကအမှန်တကယ်အောင်မြင်နေပြီလို့ပြောလို့မရပါဘူးဒီနေ့မှာတော့တင်လုပ်ငန်းရဲ့ကျမရေးစွမ်းဆောင်ရည်ကိုအမှန်ကန်ဆုံးတိုင်းတာပေးနိုင်တဲ့ profitability လို့ခေါ်တဲ့အမြတ်အစွန်းရရှိနိုင်မှုစွမ်းရည်အကြောင်းကိုမျှဝေပေးချင်ပါတယ်ပထမဆုံးအနေနဲ့ profit နဲ့ profitability ကွာခြားမှုကိုသိထားဖို့လိုပါတယ် profit ဆိုတာကတော့ရောင်းရငွေတွေကနေကုန်ကျစရိတ်တွေကိုနှုတ်လိုက်လို့ကျန်တဲ့ပကတိအမြတ်ငွေဒါမှမဟုတ်လည်းအသက်တင်အမြတ်ငွေပမာဏဖြစ်ပါတယ်ဒါပေမဲ့ profitability ဆိုတာကတော့ယင်းနှိမ့်ညွှန်ထားတဲ့ငွေကြေးဒါမှမဟုတ်ရောင်းရငွေအပေါ်မှာမူတည်ပြီးတော့လုပ်ငန်းကအမြတ်ငွေကိုဘယ်လောက်ထိရောက်ထုတ်လုပ်ပေးနိုင်တယ်လဲဆိုတဲ့စွမ်းဆောင်ရည်ကိုတိုင်းတာတဲ့ရာခိုင်နှုန်းဖြစ်ပါတယ်ဒီ profitability ratio ကိုသိထားရင်ဘာတွေအသုံးဝင်မလဲမိမိတို့လုပ်ငန်းရဲ့ကုန်ကျစရိတ်စီမံခန့်ခွဲမှုတွေမှန်လားမမှန်ဘူးလားလုပ်ငန်းရဲ့ကျန်းမာရေးတွေကိုစစ်ဆေးတဲ့အခါမှာသိရှိနိုင်တယ်ဘယ်ထုတ်ကုန်ဒါမှမဟုတ်ရင်ဘယ်ဝန်ဆောင်မှုကအကျိုးအမြတ်အများဆုံးပေးနေတယ်ဆိုတာကိုတိတိကျကျသုံးသပ်ဆုံးဖြတ်နိုင်ပါတယ်ဒါပြင်ဘန်တွေရင်းနှီးမြှုပ်နှံတဲ့သူတွေနဲ့ချိတ်ဆက်တဲ့အခါမှာလုပ်ငန်းရဲ့ယုံကြည်မှုကိုပို့ပြီးတော့မှတိုးတက်စေပါတယ် profitability တွက်ချက်နည်း၄မျိုးကိုမျှဝေပေးခြင်းနဲ့ဒါပေမဲ့ဒီ၄ခုမတွေ့ခင်မှာကျမတို့က income statement နဲ့ပတ်သက်ပြီးတော့မှအရင်ဆုံးနမူနာတွက်ပြထားတာကိုအတူတူအရင်ဆုံးလေ့လာကြမယ်ကာလကတော့ကျမဒီမှာ2025ဒီဇင်ဘာ31နေ့ကုန်ဆုံးတဲ့ financial year အတွက်ကိုနမူနာတွက်ချက်ပြထားတာဖြစ်ပါတယ်ငွေအမောင်းတွေကကြတော့ကျမဒီခဏန်းတွေရဲ့နောက်ဆုံး3ည3လုံးကိုဖြုတ်ထားပေးတယ်ပြောရတာလွယ်ကူအောင်လုပ်ပါဒီအပေါ်ဆုံးမှာ net sale net revenue ပေါ့အသက်တင်ရောင်းရငွေဆိုတော့ဒီမှာအသက်တင်ရောင်းရငွေ3,000နဲ့မှ9,000ဒီနေရာဒီကျမတို့ကတစ်နှစ်ပတ်လုံးရဲ့လင်ငင်ရောင်းရငွေလည်းပါတယ်အကျွေး credit sale ပေါ့အကျွေးရောင်းတာလည်းပါပါတယ်ဆိုတော့နမူနာဒီမှာက3,500ဆိုပါစို့ဆိုတော့အဲ့ဒီတွေကနေကျမတို့ကဘာတွေကိုနှုတ်ပေးရမလဲဆိုတဲ့အခါမှာဒီ cost of goods sold လို့ခေါ်တဲ့ဒီကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့မှအရင်ပေါ့ကုန်ကျစရိတ်တွေဓာတ်ရိုက်ထုတ်လုပ်မှုနဲ့တကယ်လို့ manufacturing လုပ်ငန်းဖြစ်ခဲ့မယ်ဆိုလို့ရှိရင်ဓာတ်ရိုက်ထုတ်လုပ်မှုစရိတ်တွေပါတယ်နှုတ်မယ်တကယ်လို့ trading လုပ်ငန်းဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ကုန်ကျစရိတ်အားလုံး cost of goods sold ကိုနှုတ်လိုက်တဲ့အခါမှာ cost of goods sold စုစုပေါင်းက6,900ဆိုပါစို့ဆိုတော့ဒီအပေါ်ကအသက်တင်ရောင်းရငွေတွေကနေ cost of goods sold ကိုနှုတ်လိုက်တဲ့အခါမှာကျမတို့ဒီမှာ gross profit ပေါ့ဒီဟာ4,000နဲ့မှ6,000ရပါလိမ့်မယ်ဆိုတော့ဒီ4,600က gross profit ဒါလေးကိုတစ်ချက်မှတ်ခဲ့ပါပြန်ပြီးတော့ကျမတို့သုံးမယ်ဒါဒီအကြမ်းမြင့်အမြတ်4,000နဲ့မှ6,000ဆိုတော့အဲ့ဒီအမြတ်ထဲကနေကျမတို့လုပ်ငန်းနဲ့ပတ်သက်တဲ့ဒီ selling and marketing expense တွေထပ်ပြီးတော့မှနှုတ်မယ်နောက်ဒီ admin ကိစ္စတွေနှုတ်မယ်ဆိုတော့ဒါဒီလုပ်ငန်းရဲ့ operating expense တွေလို့ခေါ်ပါတယ်ဒီ12,000နဲ့13,000ဒီလုပ်ငန်းရဲ့ operating expense စုစုပေါင်းကိုအပေါ်ဘက်က gross profit ကနေနှုတ်လိုက်တဲ့အခါမှာထွက်လာတဲ့အရာဒီ operating profit ဆိုပြီးမှကျမတို့ဒီမှာ23,000ရပါလိမ့်မယ်4,600ကနေ operating expense 23,000ကိုနှုတ်လိုက်တာကိုဆိုလိုတာဖြစ်ပါတယ်ဆိုတော့ဒီမှာက operating profit လုပ်ငန်းလည်ပတ်မှုကနေရတဲ့အမြတ်ငွေဒီ2,000နဲ့မှ3,000အပေါ်မှာ gross profit ရဲ့အကြမ်းမြင့်အမြတ်က4,000နဲ့မှ6,000ဒါလေးတစ်ချက်မှတ်မယ် operating profit ကိုပြောပါဆိုရင်ဒီမှာ2,000နဲ့မှ3,000ဖြစ်ပါတယ်အဲ့ဒီတွေကနေကျမတို့ကလုပ်ငန်းရဲ့တကယ်လို့ကိုယ့်ရဲ့လုပ်ငန်းကချင်းငွေတွေရှိခဲ့မယ်ဆိုလို့ရှိရင် interest expense အတိုးတွေပေးရတာရှိမယ်ဥပမာနမူနာအတိုး3,000ပေးရတယ်ဆိုပါစို့နောက်တော့ကအခွန်ခတွေပေးရတာရှိမယ်တကယ်လို့သူက2,300ကနေဒီ3,000နှုတ်လိုက်တဲ့ခါမှာ2,000အဲ့ဒီ2,000အပေါ်မှာကျမတို့ 20% အခွန်ဆောင်လိုက်တာက4,000ဆိုပါစို့ရဆိုလို့ရှိရင်ကျမတို့ရဲ့ဒီမှာ net profit တနည်းအားဖြင့် net income အသက်တင်အမြတ်ငွေဒီ23,000ကနေစုစုပေါင်းဒီမှာ interest က3,000ကိုနှုတ်မယ်နှုတ်ပြီးသား2,000တွေကမှ4,000ကိုထပ်လုပ်မယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ net profit ကိုပြောပါဆိုရင်1,000နဲ့မှ6,000ဖြစ်ပါတယ်ဆိုရင်ဒီမှာကကျမတို့ရဲ့အမြတ်ကအမျိုးအစား3မျိုး꿰နေပါတယ်ပြန်ပြောပါမယ်gross profit လို့ပြောရဲဆိုရင်ကျမတို့ဒီအပေါ်ဆုံးက4,000နဲ့မှ6,000 operating profit လို့ပြောမယ်ဆိုရင်2,000နဲ့မှ
3000ဒါလေးတစ်ချက်မှတ်ထားပါလိုအပ်ရင်စောက်ထဲမှာခြာရေးထား gross profit က 46000 operating profit က 2300ဖြစ်ပြီးတော့မှလုပ်ငန်းရဲ့နောက်ဆုံးအသက်ရင်အမြတ်ဒီ1000နဲ့မှ6000ဖြစ်ပါတယ်ဆိုတော့အဲ့ဒီ3ခုကိုကျွန်တော်တို့ကတွက်ချက်တဲ့အခါမှာပြန်ပြီးတော့မှအသုံးပြုမှာဖြစ်ပါတယ်ဆိုရင်ခုမှစမယ် profitability တွက်ချက်နည်း၄မျိုးကိုစစ်ပြီးလေ့လာတဲ့အခါမှာပထမဆုံးတစ်ခုကတော့ gross profit margin လို့ခေါ်ပါတယ်သူကတော့ကုန်ချမ်းနဲ့ထုတ်လုပ်မှုဓာတ်ရိုက်စရိတ်တွေကိုနှုတ်ပြီးတဲ့အခါမှာရောင်းရငွေအပေါ်မှာကြန့်ရှိတဲ့အကျန်အမြတ်အပေါ်မှာတွက်ချက်တဲ့ ratio ဖြစ်ပါတယ် gross profit margin တွက်နည်း formula ကတော့ gross profit margin ကိုရချင်တယ်ဆိုလို့ရှိရင်ပိုင်းဝေက gross profit ပိုင်းခြေက net revenue ပေါ့ဒါကိုတည်ပြီးတော့မှကျမတို့ gross profit ကိုတည်မယ် net revenue နဲ့စားမယ်ပြီးရင် percentage ရချင်တာဖြစ်တဲ့အတွက်တရားနဲ့မြှောက်မယ်ဆိုရင်ဒီနေရာမှာ gross profit က4000ကျွန်မပြောခဲ့တယ်4000နဲ့မှ6000သူရဲ့ net revenue အသက်တင်အမြတ်ကအသက်တင်ရောင်းရငွေဒီ3,1000နဲ့မှ9000ဖြစ်ပါတယ်နောက်လေးကျွန်မဒီမှာ fake ကလေးတစ်ချက်ဒီမှာဒီ net profit ကဒီအပေါ်ဆုံးမှာရှိတဲ့3,1000နဲ့9000ဒါလေးမှတ်ထားပါဒါဒီ net revenue ပေါ့ဒီနေရာမှာတကယ်လို့ save return တွေရှိခဲ့မယ်ဆိုနှုတ်ပြီးသားဖြစ်ရမယ် discount လောင်းတွေရောင်းရငွေနဲ့ပတ်သက်ပြီးတော့နှုတ်ထိုက်တာအသက်တင်နှုတ်ပြီးသားအသက်တင်ရောင်းငွေကိုဆိုလိုတာဖြစ်ပါတယ်ဆိုရင် net revenue က3,1000နဲ့9000 gross profit က4000နဲ့6000တွက်ချက်လိုက်တဲ့အခါမှာကျမတို့ရဲ့အဖြစ်ဒီ gross profit margin ကိုပြောပါဆိုရင် 40% 40%ရပါပြီဆိုအဲ့ဒီ40%နဲ့ပတ်သက်ပြီးကျမတို့ဘယ်လိုသုံးသပ်ကြမလဲကောင်းသလားမကောင်းဘူးလားဆိုတာကျမတို့စစ်ကြည့်မယ် gross profit margin 40% ရလာတဲ့အခါမှာဒီအခြေအနေဒီအလွန်ကောင်းမွန်တဲ့အခြေအနေဖြစ်တယ်။ဘာကြောင့်မို့လဲဆိုတော့ရောင်းရငွေ100ကျပ်ရောင်းရတဲ့အခါမှာသူ့ရဲ့ကုန်ကျစရိတ်က400မှာကုန်ကျစရိတ်က60ပဲကျတဲ့နာဖြစ်တဲ့အတွက်ကျမတို့ဒီ40အကြမ်းမြင့်အမြတ်ညက်နေတာဖြစ်ပါတယ်။ဒါသည်ဘာလို့ဖော်ပြနေတယ်လဲဆိုရင်ကျမတို့ရဲ့ဥမာကုန်ကျန်းဝယ်ယူမှုတို့၎င်းကုန်ချောဝယ်ယူမှုတို့၎င်းကုန်ပစ္စည်းဝယ်ယူတဲ့အခါမှာဒီထုတ်လုပ်မှုစရိတ်တွေကိုကောင်းကောင်းကိုယ်က control လုပ်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်တာဖြစ်ပါတယ်။ဒုတိယတစ်ခုကတော့ operating profit margin ဖြစ်ပါတယ်။ဒီ operating profit margin ကကြတော့ထုတ်လုပ်မှုစရိတ်တွေအပေါ်မှာနှုတ်ခဲ့တယ်အဲ့ဒီစရိတ်တွေအပြင်လုပ်ငန်းနဲ့ပတ်သက်တဲ့ရုံစရိတ်တွေဝန်ထမ်းစားတွေလုပ်ငန်းနဲ့ပတ်သက်တဲ့စရိတ်တွေမှန်သမျှပေါ့ marketing ပဲဖြစ်ဖြစ်ကြော်ညာစရိတ်တွေအဲ့ဒီလေပတ်မှုစရိတ်တွေနှုတ်ပြီးတဲ့အခါမှာကျန်တဲ့ operating profit အပေါ်မှာတွက်ချက်တဲ့ ratio ဖြစ်ပါတယ်သူ့ရဲ့အတွက်ဒီကတော့ operating profit margin လို့ပြောမယ်ဆိုရင် formula ကပိုင်းဝေက operating profit ကိုထားမယ်ပိုင်းခြေကတော့အတူတူပဲ net revenue ကိုသွားမှာဖြစ်ပါတယ်ဆိုတော့ operating profit ဒီအပေါ်မှာပြောခဲ့တယ် operating profit က2000နဲ့မှ3000ဆိုရင်တစ်ခေါက်ပြန်ပြောပေးမယ် operating profit ကကျမတို့ဒုတိယမြောက်ဒီမှာ operating profit amount က2300ဒါလေးကိုယူမယ်ဒီဟာကိုယူတာဖြစ်ပါတယ် net sale ကတော့အပေါ်မှာ3,1000နဲ့မှ9000ဆိုရင်ကျမတို့တွက်လိုက်တဲ့အဖြစ်ဒီတော်နေတော့ 40% ရတယ်ဒါပေမဲ့ operating profit မှာကျတော့ကျမတို့ရဲ့အမြတ်ဒီဘယ်လောက်ပဲရှိလဲဆိုလို့ရှိရင် 20% ပဲရပါလိမ့်မယ်ဆိုအဲ့ 20% ဆိုရင်ကိုကျမတို့လုပ်ငန်းကိုပြန်ပြီးတော့သုံးသပ်ကြအောင် operating profit margin 20% ရဲ့အဓိပ္ပာယ်ကဘာကိုပြောရလဲဆိုရင်လုပ်ငန်းရဲ့လက်ပတ်စိတ်တွေကိုရှိသမျှလုပ်ငန်းနဲ့ပတ်သက်တဲ့ဈေးတွေမှန်တယ်များနှုတ်ပြီးတဲ့အခါမှာလည်းပဲကျမတို့ရဲ့အမြတ်တွေ 20% ထိတောင်ကျန်နေပါသေးလားဆိုပြီးတော့မှလုပ်ငန်းရဲ့လက်ပတ်မှုအစီအမံခန့်ခွဲမှုစနစ်တနည်းအားဖြင့် operational efficiency ခိုင်မာတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ဆောင်တာဖြစ်ပါတယ်တတိယတစ်ခုကတော့ net profit margin so net profit margin ကအပေါ်ကရထားတဲ့ operating profit တွေကနေလုပ်ငန်းနဲ့သက်ဆိုင်တဲ့အခွန်တွေပေးဆောင်ရတာရှိတယ်အတိုးတွေကိုနှုတ်လိုက်မယ်အဲ့ဒီကုန်ကျစရိတ်နှုတ်ပြီးတဲ့အခါမှာနောက်ဆုံးအသက်တင်ရရှိနေတဲ့အသက်တင်အမြတ်အပေါ်မှာတွက်ချက်တဲ့ ratio ဖြစ်ပါတယ်တွက်နည်းကတော့ပိုင်းဝေမှာအတူတူပဲ net profit margin ရချင်တဲ့ဆိုပိုင်းဝေမှာ net profit ပိုင်းခြေကတော့ net revenue နဲ့စားမယ်တရားနဲ့မြောက်မယ်ဆိုတော့နောက်ဆုံး net profit ဒီ16000 net revenue ကအတူတူပဲ3,1000နဲ့9000နဲ့စားပြီးတဲ့အခါကျရင်တရားနေမလိုက်တဲ့အခါမှာကျမတို့ဒီ net profit margin ရဲ့နောက်ဆုံးထွက်တဲ့အဖြစ်ဒီ 73.9 ပေါ့နော် 30.91% ရလာပြီဆို
ဒီ net profit margin ရဲ့ percentage ကကောင်းလားမကောင်းဘူးလားဆိုတော့ကျမတို့ကလုပ်ငန်းရဲ့ဒီအတိုးစရိတ်တွေအခွန်စရိတ်တွေအားလုံးပေးချေပြီးတဲ့နောက်မှာတောင်နောက်ဆုံးအသရင်သည် 30.91 မြတ်နေသေးတယ်ဆိုတော့တကယ်လို့ဒီလုပ်ငန်းဒီကုန်သွယ်ရေးလုပ်ငန်း trading business ဖြစ်နေကြမယ်ဆိုလို့ရှိရင်လုပ်ငန်းရဲ့အခြေအနေကကျမတို့အမြတ်အစွန်းခိုင်ပါတယ်ဆိုတဲ့လုပ်ငန်းအဖြစ်ကျမတို့သတ်မှတ်နိုင်ပါတယ်နောက်ဆုံးစတုထတစ်ခုကတော့ return on equity လို့ခေါ်တဲ့ ROE ratio ဖြစ်ပါတယ်ဒီ ratio ရဲ့အဓိပ္ပာယ်ကတော့လုပ်ငန်းရှင်ဒါမှမဟုတ် share ရှင်တွေ site ထုတ်တဲ့ဝင်ထားတဲ့သူတို့ရဲ့အရင်အနည်းအပေါ်မှာအကျိုးအမြတ်ဘလောက်ပြန်ထုတ်ပေးနိုင်တယ်လဲဆိုတာကိုတိုင်းတာခြင်းတဲ့ခါကျရင်ဒီ ratio အသုံးပြုကြပါတယ်ဘယ်လိုတွက်ချက်တယ်လဲဆိုလို့ရှိရင်သူ့ရဲ့ formula ကပိုင်းဝေမှာတော့ net profit net income အသက်တင်အမြတ်ကိုထားပါမယ်ဒါပိုင်းဝေ net profit ကိုထားမယ်ပိုင်းချိန်မှာကကြတော့တော်နေတော့ကလို့ net revenue မဟုတ်သူကယင်းနှိမ့်နှံမှုအပေါ်မှာပဲတိုင်းတာမှာဖြစ်တဲ့အတွက်ပိုင်းချိန်မှာကြတော့လုပ်ငန်းရှင်ဒီလို sole trader ဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ capital ပေါ့ယင်းနှိမ့်နှံမှုပေါ့ share ရှင်ဖြစ်ခဲ့မယ်ဆိုရင် shareholder ရဲ့ equity နဲ့စားမှာဖြစ်ပါတယ်ဆိုတော့ဒီ formula မှာကကျွန်မဒီမှာမှတ်ချက်ရေးပေးထားတယ်ဒီပုံစံမှာပေါ့နော်ကျွန်တော်တို့ဒီ sample တွေ့တဲ့အခါမှာတိုင်စင်ထဲဝင်ငွေစုစုပေါင်းက300လို့ယူဆမယ်ဆိုရင်ကျွန်မတွက်ချက်ထားဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာ ROE ရဲ့ပိုင်းဝေက1000နဲ့မှ6000 net profitဘယ်ပေါ်မှာလဲဆိုကျွန်တော်တို့300နောက်က330လုံးဖြုတ်ထားတာဖြစ်တဲ့အတွက်ကျွန်မဒီမှာ8000နဲ့စားလိုက်တဲ့အခါမှာရလာတဲ့အဖြေဒီ 20% ဒါဆိုရင် ROE ရဲ့အဖြေက 20% အဖြေရလာပြီကျွန်တော်တို့ဘယ်လိုသုံးသပ်ကြမလဲSo ROE 20% ရဲ့အဓိပ္ပာယ်ကလုပ်ငန်းရှင်တွေထည့်ဝင်ထားတဲ့အရင်ဒီ100ကျပ်ယင်းနှိမ့်နှံခဲ့ဒီဆိုတော့ဒီကျွန်တော်ဒီမှာပြောဆို 20% ဖြစ်တဲ့အတွက်20ကျပ်ပြန်ပြီးတော့မှပြန်လဲရှာဖွေပေးနေတယ်အကျိုးမြတ်ပြန်ရတယ်လို့ယင်းနှိမ့်နှံမှုအကျိုးမြတ်ပြန်ရတဲ့နှုန်းက 20% ရှိတယ်ဒါဒီအခြေအနေကောင်းတယ်လို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒါဆိုလို့ရှိရင်ဒီဗီဒီယိုထဲမှာကprofitability ratio နဲ့ပတ်သက်ပြီးတွက်ချက်တဲ့အခါမှာကျွန်တော်တို့ဒီမှာ standard ပေါ့ဘယ်လိုရာခိုင်နှုန်းဆိုရင်ကောင်းတာလားမကောင်းဘူးလားဆိုတော့ကျွန်တော်တို့တိုင်းတာတဲ့အခါမှာကျွန်မတို့မှတ်ချက်လေးရင်ပြောပါမယ်ဘယ်လောက် percentage ကကောင်းလားမကောင်းဘူးလားဆိုတာကကျွန်တော်တို့လုပ်တဲ့လုပ်ငန်းရဲ့အမျိုးအစားပေါ်မှာမူတည်ပါတယ်ဒါကြောင့်မို့ဒီမှာမှတ်ချက်အနေနဲ့လုပ်ငန်းအမျိုးအစားအလိုက်သူတို့ရဲ့စံနှုန်းပေါ့ standard အနေနဲ့ percentage ကွာခြားချက်ကအနည်းငယ်ရှိနိုင်ပါတယ်ဒါပေမဲ့ general trading ဒီလိုပုံမှန် trading စီးပွားရေးနဲ့ကုန်သွယ်မှုလုပ်ငန်းတွေအတွက်ဆိုလို့ရှိရင်တော့ဒါဒီ general standard ဖြစ်ပါတယ်ဆိုတာလေးအရင်ဆုံးပြောပြစေ။ကြာဆိုလို့ရှိရင်ဒါလေးကကြည့်မယ်။ကျွန်တော်ခုပြောခဲ့တဲ့ ratio မှာ gross profit margin တာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တကယ်လို့အဲ့ gross profit margin ဒီ 20% အောက်တာရနေခဲ့မယ်ဆိုရှင်ဒါလုပ်ငန်းအခြေအနေမကောင်းဘူးပေါ့ဒါပထမ column ကမကောင်းဘူးဆိုတဲ့အခြေအနေကိုဆိုလိုတယ်ဒုတိယ column ကဒါ disaverage ဒါဆိုတင့်ပဲနောက်ဆုံး column ကကြတော့အရန်ကောင်းတဲ့ strong ဖြစ်တဲ့ဆိုတဲ့အခြေအနေကိုဆိုလိုတာဖြစ်တယ်ကျွန်မ3 column ခွဲပေးထားတယ် so gross profit margin ဒီ less than 20% တာဖြစ်ခဲ့မယ်ဆိုတာအခြေအနေသိမကောင်းဘူး20 to 40% ဖြစ်ခဲ့မယ်ဆိုတော့ average ဖြစ်နေပြီးတော့မှ 40% အထက်ဆိုတာအခြေအနေတော့ကောင်းတယ်လို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ် operating profit margin မှာကြတော့ကျွန်တော်တို့ဒီ less than 5% ဖြစ်နေခဲ့ရင်မကောင်းဘူး5 to 15က average ဖြစ်ပြီးတော့မှ15%ထက်တာဖြစ်ခဲ့မယ်ဆိုတာလုပ်ငန်းအခြေအနေ strong ဖြစ်တယ်လို့ကျွန်တော်တို့သုံးသပ်နိုင်ပါတယ်တတိယတစ်ချက် net profit margin မှာတော့ဒီလိုပဲတစ်စိတ် less than 5% ဆိုမကောင်းဘူး5 to 10% ဒါဆို average ဖြစ်ပြီးတော့မှ 10% သူကဒီမှာ range ကပြောပြီးသားတေချာတဲ့ net profit margin ကတော့10 to 20% ကြားဖြစ်လိမ့်မယ်ပေါ့စီယာခိုင်နှုန်းကြားဒါဆိုရန်ကောင်းတဲ့ strong ဖြစ်တယ်လို့ပြောလို့ရပါတယ်နောက်ဆုံး ROE ကကြတော့ ROE က less than 10% ဆိုရင်ဒါအခြေအနေမကောင်းဘူး10 to 50 this or at average ဖြစ်တယ်15%နဲ့20%ကြားမှာရှိနေခဲ့တယ်ဆိုလို့ဒါရန်ကောင်းတယ်လို့ကျွန်တော်တို့သုံးသပ်တဲ့အခါမှာဒီ percentage လေးတွေက standard အနေနဲ့ကျွန်တော်တို့သုံးသပ်နိုင်ပါတယ်ဆိုရင်ဒီ video ထဲမှာက profitability ပတ်သက်ပြီးတော့မှတစ်ချက်နေ၄မျိုးgross profit နံပါတ်1က gross profit margin နံပါတ်2က operating profit margin နံပါတ်3 net profit margin နဲ့နံပါတ်4 ROE ဆိုပြီးမှပထမ3ခုကတော့ net revenue ပေါ်မှာတက်ထားတာဖြစ်တယ်
ဆုံးတစ်ခုကတော့ရှင်ထဲဝင်ငွေအပေါ်မှာအမြတ်ဘယ်လိုလုပ်ကြလဲဆိုတဲ့အောက်အေးတွက်ချက်တာဖြစ်ပါတယ်။စီးပွားရေးလုပ်ငန်းတစ်ခုရေရှည်ရပ်တည်ပြီးတိုးတက်ဖို့ဆိုရင်အယောင်ပမာဏတစ်ခုလေးကိုမကြည့်ပဲ profitability လို့ခေါ်တဲ့အမြတ်အစွန်းရရှိနိုင်မှုအစွမ်းရည်ကိုပုံမှန်တွက်ချက်သုံးသပ်နေဖို့လိုအပ်ပါကြောင်းမျှဝေပေးရင်အခုဗီဒီယိုလေးကိုအဆုံးသတ်ပါရစေ။အားလုံးအတွက်အကျိုးတစုံတရာရရှိမယ်လို့ယုံကြည်ပါတယ်။လုပ်ငန်းဆိုင်ရာစည်ရင်းအင်းနဲ့ဘန်နာရေးအသိပညာဗဟုသုတတွေကိုစင်စစ်မပြတ်လေ့လာနိုင်ဖို့စောင်းရင် Facebook page ကို like and follow လုပ်ထားဖို့မမေ့ပါနဲ့ရှင်ကျေးဇူးတင်ပါတယ် See you next video Essential Training Center မှာအပြည့်ရှိ update အသစ်တွေနဲ့ခင်မီမီလုပ်ငန်းရှင်များ